anointing နဲ့ excellent spirit ကအတူတူအလုပ်လုပ်တာဖြစ်တယ်အချို့ anointing တော့စာငတ်တယ်စုဂျေဇုတွေစာငတ်တယ်ဘိတ်သိက်ချင်းတွေစာငတ်တယ်ဟုတ်ပြီဘုရားတင်ဘိတ်သိက်ပေးပြီဘုရားတင်ကိုတင်ဆိုပါစို့တင်ဟာတချင်းဆိုတဲ့နေရာမှာဘုရားတင်ဘိတ်သိက်ပေးပြီဒါပေမဲ့တင်ဘိတ်သိက်ချင်းလို့ရှိရင်ဒါပေမဲ့ excellent spirit မရှိဘူးဆိုရင်တချင်းမတိုက်ဘူးဆိုရင် anointing တော့ရှိရင်ဒါပေမဲ့တင်တချင်းမတိုက်ဘူးဆိုရင်အဆင်ပြေမယ်ထင်လားအရင်ဘိတ်သိက်တယ်ဒါပေမဲ့တခါမှတချင်းမတိုက်အချိန်ယူပြီးတော့မလုပ်ဟာတီးတဲ့လူကလည်းအရင်ဘိတ်သိက်ရှိတယ်ဒါပေမဲ့တခါမှမတိုက်ဘူးဆိုရင် anointing ကအလုံးမလို့အဲ့တော့ကျွန်တော်တို့သိဖို့လိုတယ် anointing နဲ့ excellent spirit နဲ့ပေါင်းပြီးတော့အလုပ်လုပ်တာဖြစ်တယ်တွဲပြီးတော့အလုပ်လုပ်ဟာကျွန်မ anointed preacher ဖြစ်တယ်ဒါပေမဲ့ကျွန်မတခါမှကျမ်းစာမဖတ်ဘူးတရားဟောချက်မပြင်ဘူးအကျွတ်ဒီလိုပြောတယ်ဘိတ်သိက်ချင်းပဲလိုတယ်ဘာမှပြင်ဆင်စရာမလို no မဟုတ်ဘူးဘိတ်သိက်ချင်းလဲလိုတယ်ပြင်ဆင်ဖို့လဲလိုတယ်အကောင်းဆုံးပြင်ဆင်တာအကောင်းဆုံးတရားဟောချက်ပြင်ဖို့လိုတယ်လေ့လာနေဖို့လိုတယ်ဖျားတနာထောင်နေဖို့လိုတယ်ပြင်ဆင်ရတယ်မပြင်ဆင်လို့မရဘိတ်သိက်ချင်းတစ်ခုတည်းအလုံးမလုံးဘူးမိတ်ဆွေဘိတ်သိက်ချင်းနဲ့အတူတူ excellent spirit ကအလုံးလုံးတယ်နှစ်ခုလုံးရှိရမယ်ဘိတ်သိက်ချင်းလည်းရှိဖို့လို့တော့အဲ့ဘိတ်သိက်ကိုရေရှည်ထိန်းထားနိုင်ဖို့ excellent spirit ရှိရအချို့တွေကဖြစ်တယ်လို့အသက်ရှင်လို့ရထားတဲ့ဘိတ်သိက်တောင်မှပြန်ပြောက်သွားတယ်တကယ်ရှိတယ်ရှန်စုံမင်းကြည့်ပါဖြစ်တယ်လို့အသက်ရှင်ပြင်ဆင်မှုမရှိမထိနဲ့ဆိုတဲ့အသေးကောင်တွေသွားထိတယ်အဲ့ကဘာဖြစ်လာလဲဘိတ်သိက်ကြသွားပျောက်သွားတယ်သူခွန်အားတွေဆုံးရှုံးသွားတယ်ကျွန်မဆူတောင်းပြီးတဲ့တင်ဘယ်တော့မှတင်ဘိတ်သိက်မဆုံးရှုံးအောင်